စင်ကတစ်ခုနဲ့တစ်ခုပြောင်းသုံးတဲ့အခါမှာစင်ထွေးကိုထိုးလိုက်ဖြုတ်လိုက်ပြန်ထည့်လိုက်နဲ့စိတ်ရှုပ်နေကြပြီလားအခုခေတ်မှာအဲ့လိုလုံးဝလုံးဆရာမလိုတော့တဲ့ဒီပညာတစ်ခုရှိတယ်ဆိုတာရောသိပြီးသားပြီလားအဲ့ဒါကတော့ eSIM ပါ eSIM ဆိုတာက electronic SIM ကတ်တစ်ခုပါရိုး SIM ကတ်တွေလိုမျိုးလက်နဲ့ကင်လို့မရဘဲနဲ့ဖုန်းထဲမှာကြိုတင်ထည့်သွင်းထားတဲ့ digital SIM ကတ်တစ်ခုပါ eSIM သုံးမယ်ဆိုရင်တော့ဒီအားသာချက်တွေကိုရမှာပါပထမတစ်ချက်ကတော့လွယ်ကူအဆင်ပြေတယ် physical SIM တွေလိုမျိုးဖြုတ်တတ်စရာမလိုဘဲနဲ့ setting တွေကနေပြီးတော့မှ on off လုပ်ပြီးအလွယ်တကူအသုံးပြုနိုင်တယ်နောက်တစ်ခုကတော့ dual SIM လိုမျိုးသုံးလို့ရတာပါဖုန်းများစုမှာဆိုလို့ရှိရင်တော့ physical SIM တစ်ကတ် eSIM တစ်ကတ်ကိုတပြားနဲ့ထည့်သွဲပြီးတော့ dual SIM လိုမျိုးသုံးလို့ရတယ်အသာချက်အနေနဲ့ကတော့လုံခြုံမှုပို့ပြီးတော့မှရှိတာပါဖုန်းပြောက်သွားတဲ့အခါမှာဆိုရင် physical SIM တွေလိုမျိုးအလွယ်တကူဖြုတ်လို့မရအောင်ဆိုတော့ security ဘိုင်းပိုကောင်းပါတယ်အားလည်းချက်အနေနဲ့ကတော့ QR code ကိုတေချာသိမ်းထားဖို့လိုအပ်ပါတယ်ဖုန်းကို factory reset ချလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားဖုန်းတစ်လုံးကို eSIM ပြောင်းသုံးခြင်းတဲ့အခါမှာဆိုလို့ရှိရင်လည်း QR code ကအရေးကြီးပါတယ်တကယ်လို့ပျောက်သွားခဲ့ရင်ဆိုရင် operator စီကပြန်လဲတောင်းရနိုင်တာကြောင့်တေချာသိမ်းထားဖို့လိုအပ်ပါတယ်eSIM ကို activate လုပ်ဖို့ကအရန်ကိုလွယ်ပါတယ်ပထမဆုံး setting တွေက cellular ဒါမှမဟုတ် mobile network တွေကိုဝင်ပြီးတော့ app eSIM ကိုရွေးရပါမယ်ပြီးရင်တော့ operator ပေးလိုက်တဲ့ QR code ကို scan ဖတ်ပေးရပါမယ်ခဏစောင့်လိုက်တာနဲ့သင်ရဲ့ eSIM က active ဖြစ်သွားပြီးတော့သုံးပြုနိုင်ပါပြီကဲခုဆိုရင်တော့ eSIM အကြောင်းကိုအားလုံးလည်းသိသွားကြလောက်ပြီလို့ထင်ပါတယ်မြန်မာနိုင်ငံက mobile operator တွေအားလုံးမှာ eSIM ဝန်ဆောင်မှုကိုပံ့ပိုးပေးနေပါပြီသက်ဆိုင်ရာ mobile operator စီကနေပြီးတော့ eSIM plan ကိုစုံစမ်းဝယ်ယူနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်